ဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ကဲ့ပါဒီတစ်ခေါက်မှာတော့ကျွန်တော်မိတ်ဆွေတကယ်ချင်းများကိုကျွန်တော်တို့ဒီ Android version ကျွန်တော်6နဲ့7လောက်ရှိတဲ့ version တွေမှာကျွန်တော်တို့ဒီ YouTube application တွေကို2025 March လိုက်စားပြီးတော့အသုံးပြုလို့မရတော့ဘူးเนาะဒီမှာเนาะဖွင့်ကြည့်လိုက်မယ် YouTube နဲ့ကြည့်လိုက်မယ်ဒီလိုလေးပြနေမှာဖြစ်ပါတယ် YouTube version တွေကိုကျွန်တော်တို့အသုံးပြုလို့ရမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်ဒီ version နဲ့ဖုန်းတွေမှာဗီဒီယိုလေးကြည့်လို့ရမယ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့တချင်းတွေကိုကျွန်တော်တို့ screen ပိတ်ပြီးမှကျွန်တော်နားထောင်လို့ရမယ်ပေါ့နော်ဒီ application တစ်ခုကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်ဒီ area application လေးကိုကျွန်တော် Play Store မှာကျွန်တော်